ကုန်းမောင်ခေမိဖုရားရဲ့တဲကစစ်တဆက်လူသက်သမားလို့တော့ခေါ်လို့ရတယ်မိဖုရားတယောက်ချောင်းကိုသိပြီလား1889ခုနှစ်မန္တလေးနန်းတော်ကြီးထဲမှာမြမတမိုင်းရဲ့ကြောက်စရာအကောင်းဆုံးနန်းတွင်းညရဲ့စတင်ခဲ့ပါတယ်အသက်ခံရတဲ့သူတွေကတာမန်အရသားတွေမဟုတ်ဘဲနဲ့တော်ဝင်မင်းသားမင်းသမီးတွေပြီးတော့ကလေးငယ်တွေပါဝင်နေခဲ့ပါတယ်ဒီသွေးစွန်းတဲ့နန်းတွင်းတပ်ဖြတ်မှုတွေရဲ့နောက်ွယ်မှာတော့အမျိုးသမီးတယောက်ရှိနေခဲ့ပါတယ်သူ့ရဲ့နာမည်ကတော့စင်ဖြူမရှင်ပါဘာကြီးတော်ရဲ့သမီးမင်းတို့မင်းရဲ့မိဖုရားတီဘောမင်းရဲ့ရောက်ခမပြီးတော့နမယ်ဆိုးနဲ့ကြော်ကြားခဲ့တဲ့စုဖျားလက်ရဲ့အမေလည်းဖြစ်ပါတယ်နန်းတော်တစ်ခုလုံးကိုကြိုးကင်နိုင်ခဲ့တဲ့အန်တရာအရှိဆုံးမိဖုရားတစ်ပါးလို့လည်းဆိုနိုင်ပါတယ်မန္တလေးနန်းတော်တွေကမိဖုရားတစ်ပါးရဲ့လောက်ရခါကြောက်စရာကောင်းနေမှာကပဲကုန်းမောင်မင်းဆက်ပြတ်ခဲ့ရတဲ့အထိတိုင်းပြည်သူ့ကြုံဘွားရောက်သွားတဲ့အထိပါဆက်ဆက်နေခဲ့ပါတယ်စင်ပြူမရှင်ဟာဘာကြီးတော်မင်းနဲ့နန်းမတော်မင်းတို့ရဲ့သမီးတော်ဝင်မင်းသမီးတစ်ပါးဖြစ်ပါတယ်နန်းမတော်မင်းတို့ဆိုတာကလည်းသူမအောင်မလိုလားတဲ့ဝင်းကြီးအမတ်နဲ့နန်းတို့ရလူတွေကိုရဲရဲဆက်ဆက်တက်ဖြတ်ခဲ့ဘူးတဲ့လူပါနန်းတွင်းအာနာဆိုတာတနေ့တည်းနဲ့ပြောင်းလဲသွားနိုင်ပါတယ်။တာယာဝတီမင်းအာနာရလာတဲ့အချိန်မှာတော့ဘာကြီးတော်မင်းနန်းချခံခဲ့ရပြီးနန်းမတော်မင်းတို့ကဖမ်းဆီးကွပ်မျက်ခံခဲ့ရပါတယ်။အဲ့ဒီအချိန်မှာတော့စင်မြူမရှင်ရဲ့အသက်က12နှစ်ပဲရှိနေပါသေးတယ်။နန်းတွင်းထဲမှာအာနာမရှိတဲ့သူဟာအသက်ရှင်ဖို့တော့မလွယ်ဘူးဆိုတော့သူမခလေးဘွားတွေကတည်သွားခဲ့ပါပြီ။ကိုမတက်ရင်သူများကကို့အရင်တက်လိမ့်မယ်ဆိုတဲ့အကြောက်တရားဟာတဖြည်းဖြည်းနဲ့သူမရဲ့စိတ်ထဲမှာအမြင့်တွယ်လာခဲ့ပါတယ်။နောက်ပိုင်းမှာတော့စင်ပြူမရှင်ဟာမင်းတို့မင်းရဲ့အလယ်နန်းမိဖုရားကြီးဖြစ်လာခဲ့ပါတယ်မင်းတို့မင်းနဲ့တပည့်တော်၃ပါးထွန်းကားခဲ့ပါတယ်အဲ့ဒီအချိန်ကစင်ပြူမရှင်ရဲ့စိတ်ထဲမှာဘရင်အမေမဖြစ်ရင်တော့ဘရင်ရခမတော့ဖြစ်ရမယ်ဆိုတဲ့အသွေးရှိနေခဲ့ပါတယ်တနေ့မှာတော့ထဝယ်မြို့ကဆက်တာလာခဲ့တဲ့ရှားပါတဲ့စင်ပြူတော်တစ်စီးကိုမင်းတို့မင်းကသူမအားပေးသနာခဲ့ပါတယ်အဲ့ဒီအချိန်ကစင်ပြူဆိုတာဖုံတကူဘရင်ရဲ့မျက်လက်သားနဲ့အာနာကိုကိုစားပြုတဲ့အလွန်မြင့်မြတ်တဲ့တင်ငယ်သားတစ်ခုပါအဲ့ဒီနေ့ကစပြီးသူမကိုစင်ပြူမရှင်ရဲ့လို့စတင်ခေါ်ဝေါ်ခဲ့ပါတယ်မင်းတို့မင်းကြီးအသက်ကြီးလာတာနဲ့အမျှနန်းတော်ထဲမှာစင်မြူမရှင်ရဲ့ဩဇာဟာပိုပြီးကြီးမားလာခဲ့ပါတယ်အထူးသဖြင့်စัจ जा တူဝီမိဖုရားကြီးနဲ့ကနောင်မင်းသားမရှိတော့တဲ့နောက်မှာနန်းတွင်းကြီးကအများစုကိုစင်မြူမရှင်ကကြိုးကင်လာခဲ့ပါတယ်1888ခုနှစ်မှာမင်းတို့မင်းကြီးပြင်းထန်စွာနာမကျန်းဖြစ်လာပါတယ်အဲ့ဒီအချိန်မှာပဲနန်းလူပွဲကြီးစတင်လာခဲ့ပါပြီမင်းတို့မင်းရဲ့သားတော်တွေက30မင်းသားမခရမင်းသားညောင်ရဲမင်းသားစတဲ့မင်းသားတွေကစစ်ရေးအုပ်ချုပ်ရေးနဲ့ညံရေးအရာအလုံးထက်မြက်ကြပါတယ်ဒါပေမဲ့စင်ပြူမရှင်ကတော့သူမထိန်းချုပ်လို့ရမယ့်မင်းသားတစ်ပါးကိုပဲနန်းတင်ကျင်ခဲ့ပါတယ်။အဲဒါကြောင့်အသက်ငယ်ပြီးတဘောရနုညံ့တဲ့တီဘောမင်းကိုသူမရဲ့သမီးကြီးနဲ့ပေးစားပြီးရွေးချယ်ခဲ့ပါတယ်။ဒီတော့တီဘောမင်းနန်းသက်ဖို့အတွက်တခြားမင်းသားတွေကအန်ဒီရဖြစ်လာပါတယ်။နန်းလေးထဲမှာကနောင်မင်းသားမရှိတော့တဲ့နောက်အကြောက်ရဆုံးနာမည်တစ်ခုကမခေရမင်းသားဖြစ်ပါတယ်။သူဟာပြည်သူထောက်ခံမှုရှိတယ်၊စစ်ရေးတော်တယ်။ပြီးတော့တီဘောမင်းထက်တောင်ပိုပြီးနန်းသက်နိုင်ကြီးရှိတယ်လို့လူများယုံကြည်ထားကြပါတယ်။ဒါကြောင့်စင်ပြူမရှင်ဟာမင်းတို့မင်းအမိတ်လူလိုနဲ့မင်းသားတွေကိုနန်းတော်တွေခေါ်ယူခဲ့ပါတယ်။မခေရမင်းသားကလည်းဘရင်တကယ်တွေးကျင်တဲ့အထင်နဲ့လက်နက်မပါပဲဝင်လာခဲ့ပါတယ်။ဒါပေမဲ့နန်းတော်ရဲ့အမောင်စင်းညံတွေထဲမှာတော့ကြိုတင်စောင့်နေတဲ့စစ်သားတွေကရုတ်တရက်ဝိုင်းဖမ်းလိုက်ကြပြီးတော့မင်းသားကိုတန်ချီချင်းခတ်ခါထောင်ထဲကိုဆွဲခေါ်သွားပါတော့တယ်။အဲ့ဒီလိုနဲ့စင်ပြူမရှင်နဲ့ကင်းဝင်အမကြီးတို့ပေါင်းပြီးတော့မင်းတို့မင်းနာမကျန်းဖြစ်နေတဲ့အချိန်ကိုအခွင့်ကောင်းယူပါဒီဘောမင်းကိုအရှိမင်းဖြစ်တင်မြောက်လိုက်ကြပါတယ်။မင်းတို့မင်းကိုတော့တီးတန့်ထားပြီးဘယ်သူနဲ့မှပေးမတွေ့တော့ပါဘူး။မင်းတို့မင်းကြီးနဲ့ရဆန်ချိန်မှာတော့ဒီဘောမင်းသားကိုဘရင်ဖြစ်တင်မြောက်လိုက်ပါတယ်။ဒီဘောမင်းနန်းသက်ပြီး9လအကြာမှာတော့မြမတမိုင်းရဲ့အဆိုးအဝါဆုံးနန်းတွင်းတပ်ဖြတ်မှုကြီးဖြစ်ပွားလာခဲ့ပါတယ်မင်းတို့မင်းရဲ့သားတော်သမီးတော်မြီးတော်ပေါင်း40ကျော်ဟာဖမ်းဆီးခြင်းခံခဲ့ရပါတယ်နောက်ပိုင်းမှာတော့သူတို့အများစုဟာတပ်ဖြတ်ခံခဲ့ရပါတယ်တမိုင်းမှတ်တမ်းအချို့အရတော်ဝင်တွေးမြေမကြရဘူးဆိုတဲ့ယုံကြည်မှုကြောင့်ဂတိပါအိတ်ထဲထည့်ပြီးဒုတ်တွေနဲ့လဲမျိုးရိုက်တက်ခဲ့ကြတယ်လို့ဆိုကြပါတယ်ပို့ပြီးတော့ကြောက်စရာကောင်းတာကဒီလိုတပ်ဖြတ်မှုတွေဖြစ်နေတဲ့အချိန်မှာအော်ဟစ်ငိုကြွေးတန်တွေအပြင်းမြောက်သွားစေဖို့နန်းတော်အပြင်ဘက်မှာဆိုင်းဝိုင်းတွေစပွဲတွေကိုတမင်တွေကကျင်းပခိုင်းခဲ့တာပါအတွင်းမှာတွင်းစိုးနေတဲ့အချိန်အပြင်မှာတော့ပွဲတော်ကြီးကိုဆက်ပြီးကျင်းပနေခဲ့ပါတယ်ဒါပေမဲ့စင်ပြူမရှင်ရဲ့အကြံစီတိုင်းကအောင်မြင်ခဲ့တာတော့မဟုတ်ပါဘူး။သူမရဲ့သမီးစုဖျားလက်ကအမေလက်နဲ့ရေးသမျှကိုခြေထောက်နဲ့ပြန်ဖြတ်ခဲ့ပါတယ်။စုဖျားလက်ဟာသူ့အမစုဖျားကြီးကိုဒီဘောမင်းသားကဖယ်ရှားခဲ့တယ်လို့အမေဖြစ်သူစင်ပြူမရှင်ကိုလည်းအဖက်မလုပ်တော့ပါဘူး။ဒီဘောမင်းပေါ်မှာလည်းအာနာအားလုံးကိုစုဖျားလက်ကပဲလွှမ်းမိုးထားနိုင်ခဲ့ပါပြီ။အဲ့ချိန်မှာတော့စင်ပြူမရှင်ဟာသူကိုယ်တိုင်နန်းတင်ခဲ့တဲ့ဒီဘောမင်းကိုနန်းချဖို့အထိကြံစီလာပါတော့တယ်။နန်းတွင်းလူတပ်ပွဲကလွတ်မြောက်သွားပြီးအင်္ဂလိပ်လက်အောက်မှာခိုလုံနေတဲ့ညောင်အုပ်မင်းသားစီကိုနန်းပြန်လာသိမ်းဖို့လှုပ်ဝက်စာပေးပို့ခဲ့ပါတယ်ဒါပေမဲ့အဲ့ဒီစာဟာအင်္ဂလိပ်တွေရဲ့လက်ထဲကိုပဲရောက်သွားခဲ့ပါတယ်။တွေးနဲ့တိစောက်ထားတဲ့အာဏာဟာကြာကြာမခံခဲ့ပါဘူး။1885ခုနှစ်မှာတော့ဗြိတိရှတို့ကမြန်မာနိုင်ငံကိုသိမ်းပိုက်လိုက်ပါပြီ။ဒီဘောမင်းစူပီယာလက်နဲ့တော်ဝင်မိသားစုကိုတော့အိန္ဒိယနိုင်ငံယေဒနာဂီရီစီတို့ပို့ဆောင်ခဲ့ပါတယ်။စင်ပြူမရှင်ကိုတော့ထဝယ်ပြီးနောက်ယေဒနာဂီရီစီကိုပို့ဆောင်ခဲ့ပါတယ်။တစ်ချိန်ကနန်းတော်တစ်ခုလုံးကိုကြောက်ရွံ့စင်ခဲ့တဲ့အမျိုးသမီးဟာနောက်ဆုံးမှာတော့အထီးကျန်မှုဆုံးရှုံးမှုတွေကြားမှာပဲဘဝကိုအဆုံးသတ်သွားခဲ့ပါတယ်။1912ခုနှစ်ဖေဖော်ဝါရီလ25ရက်နေ့အသက်88နှစ်မှာတော့ရန်ကုန်မြို့မှာနတ်ရွာဆန်ခဲ့ပါတယ်။စင်ပြူမရှင်ဆိုတဲ့နာမည်ဟာဒီနေ့ထိမြမတမိုင်းမှာအကြောက်ရဆုံးနန်းတွင်းအမျိုးသမီးတယောက်အဖြစ်ကြံရှိနေသေးပါ။သူမဟာမွေးရပါလူဆိုးတယောက်လား။
ဒါမှမဟုတ်အာနာကြောက်ရွံ့မှုနဲ့နန်းတွင်းလောကကြီးကဖန်တီးလိုက်တဲ့တွေးစွန်းတဲ့မိဖုရားတစ်ပါးလားတင်ရောဘလို့ထင်မြင်မိပါသလဲ။ comment မှာဝင်ရောက်ဆွေးနွေးခဲ့လို့ရပါတယ်။ TPP လာ channel ကိုလည်း subscribe လုပ်ထားဖို့မမေ့နဲ့ဘူးနော်။အားလုံးကိုကျေးဇူးတင်ပါတယ်